မိသားစုများမှာဒီနေ့မင်္ဂလာတို့ကမောင်ရဲ့ဆန်လေးနဲ့မင်္ဂလာတို့ဒီမတ်မြတ်တန်တာတို့ရဲ့မင်္ဂလာခန္ဓာရံဘုံပြီးသွားတဲ့မင်္ဂလာပေါင်းလေးဆိုပြီးဒီနေ့ဒီဆိုရဲ့အတွက်ကိုပြုပေးရစီဒီတဲ့ရှင်ယူနေတာမျိုးလေးဒေါတိုင်းကြီးဘုန်းနဲ့လူညာတဲ့တူတမိငယ်လေးဆိုချယ်လေးထုံးပေါ်မှာဒီဆိုရဲ့အတွက်ဖြောပြပေးမှဖြစ်ပါလိမ့်ဒါဆိုပြပါရှင်ဒီမှာလည်းမင်္ဂလာတို့ကမောင်ရဲ့ဇာတိမင်္ဂလာတို့ဒီလက်မြတ်ကနာပဲလို့မင်္ဂလာဝဲခန္ဓာမှာမန္တလေးပြည်ချက်ပြည်တာလက်ပံတရားစောင့်ရဆရာကြီးစောင့်ဆုံးဘုရားရှင်တော်မန္တလေးပြည်နယ်သားတိတိကျမိသားစုများမှာအခုလိုပါတီဒီဆိုရဲကံရတဲ့တဲ့မင်္ဂလာတို့တာရဲ့အဘိုးကိုလည်းအားကြီးနေပါတယ်အားလုံးအားပေးတဲ့ဒီကညာလေးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံတော်ကြပါလိမ့်ရှင်
ကျေးဇူးများတင်ပါတယ်ရှင်